ရှေးပဝေသနီခေတ်ကလေးကတည်ရှိလာခဲ့တဲ့မိထီလာကံဟာနည်းနည်းရရကံမဟုတ်ဘူးဆိုတာတင်သိပါသလားကောဓမမြတ်စွာဘုရားရှင်ဘုရားလောင်းလက်ထက်တော်ကနေခေတ်ဆက်ဆက်ကဘုရင်တွေဒီမိထီလာကံတော်ကြီးကိုဘာကြောင့်ဆဲဖို့ပြုပြင်ကြတာလဲ1991ခုနှစ်တုန်းကမိထီလာတစ်မြို့လုံးမီးလောင်မှုနဲ့လူတစ်ထောင်တိတိတေဆုံးသွားရခြင်းရဲ့နောက်ွယ်မှာဒီကံနဲ့ဘာတွေပတ်သက်ဆက်နွယ်နေပါလဲဒီเจ้าရနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့ဒန္တာကြီးလာဖိရဆန်းတွေနဲ့ကြီးကျယ်ခမ်းနားလှတဲ့မိထီလာကံတော်ကြီးရဲ့တမိုင်းကြောင်းနဲ့အတူ1991 2001နဲ့2012တွေတုန်းကဖြစ်ပွားခဲ့တဲ့မိထီလာကံနဲ့ပတ်သက်တဲ့တဘာဝလွန်ဖြစ်ရမှာအကြောင်းအရာများကိုဗုဒ္ဓသားဖြစ်ပွဲစိတ်ဝင်စားပွဲအပြည့်အစုံဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ်ရာဇဝင်သမိုင်းအရမိထီလာကံကြီးဟာရှေးခေတ်ကဘာဥစကလေးကတည်ရှိလာခဲ့တာဖြစ်ပြီးအာကာရထဘုရင်အရင်ဦးဆုံးစတင်ဖန်တီးခဲ့တဲ့ရေကန်ကြီးဖြစ်တယ်လို့ဆိုကြပါတယ်အဲ့ဒီအချိန်တုန်းကဒီရေကန်ကြီးရဲ့ပတ်လည်မှာရှီရှားပင်တွေအများဆုံးပေါက်ရောက်တဲ့အတွက်ရှီရှားကန်လို့ခေါ်ဆိုသမုတ်ခဲ့ကြပါတယ်အဲ့ဒီရှီရှားကန်ခေါ်မိထီလာကံတော်ကြီးကိုဒုတိယအကြိမ်ပြုပြင်ဆဲဖို့ခဲ့တဲ့သူကတော့ရာဇဝင်မှာနာမည်ကြီးတဲ့ပပဝတီမင်းသမီးရဲ့ခင်မွန်းတဲ့မင်ကုသဖြစ်ပြီးဂေါတမမြတ်စွာဘုရားရှင်ရဲ့ဘိုးတော်အစ္စနဘုရင်ကတော့ဒီကံကြီးကိုတတိယအကြိမ်ပြုပြင်ပေးခဲ့တယ်လို့တမိုင်းအရသိရပါတယ်အဲ့ဒီနောက်မှာတော့အနာတပိန်တထေအဇတတမင်းကာလာတောကမင်းတိရိဓမ္မတောကမင်းဒုဋ္ဌကမ္မလိမင်းတမုဒ္ဒရိမင်းနဲ့ပုပ္ပါစောယဟန်မင်းတို့ဟာဒီကံတော်ကြီးကိုခေတ်ဆက်ဆက်ဆဲဖို့ပြုပြင်ခဲ့ကြပြီးနောက်ဆုံးစစ်တကြိမ်မြောက်ဆဲဖို့ပြုပြင်ခဲ့တဲ့ဘုရင်ကတော့ပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တဲ့အနော်ရထာဘုရင်ပဲဖြစ်ပါတယ်ဒီလိုလူပြည်မှဘုရင်များတမကနတ်တို့ရဲ့မင်းတစ်ပါးဖြစ်တဲ့တရားမင်းကပါဒီကံကြီးနဲ့ပတ်သက်ဆက်နွယ်ခဲ့တယ်လို့လည်းသိရပါတယ်တရားမင်းကြီးတရားမင်းဘဝတက်တန်းကောင်းဆုံးခါနီးချိန်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့မိန့်ကြားချက်အရာတော်ပေါင်း3000ထဲကရေတွင်းရေကန်ပေါင်းများစွာပြုပြင်မွမ်းမံခဲ့ပြီးတရားမင်းတက်တန်းပိုရှည်ကြလာအောင်ဆောင်ရွက်ခဲ့ကြောင်းတုတ်မဟာဝါအထာကထာတတပြင်စတုတ်တော်မှသိရပါတယ်မဟာတက္ကရာ30ခုနှစ်တုန်းကဂေါတမမြတ်စွာဘုရားရှင်ရဲ့အဖိုးတော်အစ္စနမင်းကြီးဟာကြည်ချောင်းရေချောင်းကနေတဆင့်လူအင်အားဂတိနဲ့ချီဒီမိတ္တလာကန်စီရောက်ရှိလာပြီးဒီရေကန်ကြီးထာဝရတည်တခံမြဲဖို့ရာအတွက်တရရအကျိန်ပြုပြင်ဆက်ဖို့ပေးခဲ့ပါတယ်အစ္စနမင်းသားကြီးဒီမိတ္တလာကန်